နောက်တစ်ယောက်ကငရဲကြနေတာလည်းမဟုတ်ဘူးတိရစ္ဆာန်ဖြစ်နေတာလည်းမဟုတ်ဘူးသူကဘယ်ရောက်နေတော့ဆိုရင်ဆင်းရဲဒုက္ခတွေအမျိုးမျိုးခံနေရတဲ့ပြိတ္တာဘဝဆိုတာရှိသေးတယ်အဲ့ဒီပြိတ္တာဘဝဆိုတာစားစရာမရှိလို့စားရတယ်ဝအောင်စားရတယ်လို့မရှိဘူးတဲ့အမြဲတမ်းစားလောင်းနေတာအမြဲတမ်းစားနေတာဘယ်တော့မှဗိုက်ပြည့်အောင်မစားရဘူးနေစရာကလည်းမရှိဘူးဟိုခြုံပုတ်ဟိုတစ်ပင်ကပ်ပြီးတော့လူတွေကတော့တဆေလို့ခေါ်မှာပေါ့နော်ဟိုတစ်ပင်ဟိုခြံညဒီလိုကပ်ပြီးတော့နေရတယ်ပြိတ္တာဘဝလူတွေကစွန့်ပြစ်လိုက်တဲ့မစင်အညစ်အကြေးနှက်တွေဓာတွေကိုလိုက်ရှာပြီးစားကြပြိတ္တာဘဝအမတမဆင်းရဲတယ်အမြဲတမ်းစားနေတယ်ကာလကိစိကဆိုတဲ့ပြိတ္တာကြီးတကောင်အဲ့ဒီပြိတ္တာကြီးဟာဘုရားမြတ်စွာလက်ထက်တော်အခါကာလတုန်းကခင်းကမြစ်ကမ်းခြေမှာတောင်ဘက်ပြေးလိုက်မြောက်ဘက်ပြေးလိုက်ကမ်းခြေတလျောက်မှာပြေးလွှားနေတဲ့ပြိတ္တာကြီးကိုဆုံးခံကြွတဲ့ကိုတော်တွေကတွေ့တဲ့အခါကျတော့အဲ့ဒီပြိတ္တာကြီးကိုဘာဖြစ်လို့ပြေးလွှားနေတာလဲဘာလို့ခြင်းလို့လဲလို့မေးတဲ့အခါကျရေတောက်ခြင်းလို့တဲ့ရေစာလုံးလို့တဲ့စားရဲဆိုတာတော့တာမန်စားတာမဟုတ်ဘူးတကိုယ်လုံးပူးလောင်ပြီးတော့ကိုမတော့ရမနေနိုင်လောက်အောင်ဖြစ်နေတာနော်အဲ့တော့ယဟန်တွေကပြောကြတယ်ဒီမှာမြစ်ကြီးနာမင်းပြေးနေတာမြစ်ရေမမြင်ဘူးလားအဲ့မှာတောက်ပါတော့လားလို့ဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ရေမမြင်ရဘူးဖေဟာတဲ့ကဲဘလောက်တနာစရာကောင်းတပည့်တော်ရေမမြင်ရဘူးဖေဟာတဲ့ရေတောက်ချင်လို့တပည့်တော်ရေရှားနေတာပါတဲ့ရေတန်နေတော့ချားနေတယ်တဲ့ဘယ်နေရာကြည့်လိုက်သူ့စိတ်မှာရေမဟုတ်တော့ဘူးသူရောက်သွားရင်ရေမဟုတ်တော့အဲ့ဒါနဲ့ယဟန်တွေကတနာလို့တဲ့ကဲဒီလိုဆိုလို့ရှိရင်မင်းဒီနာပဲလက်လန်အိတ်တို့တပိတ်တွေနဲ့ခတ်ပြီးမင်းပါဇက်ထဲရေလောင်းထည့်ပေးမယ်ဆိုပြီးတော့တပိတ်တွေနဲ့ရေတွေခတ်ပြီးတော့အကင်းကမြစ်ထဲကရေတွေနဲ့ခတ်ပြီးသူ့ပါဇက်ထဲလောင်းထည့်ပေးကြတဲ့အဲ့လိုလောင်းထည့်ပေးတာတပားလည်းမဟုတ်ဘူးအပါး30လောက်လောင်းထည့်လိုက်တာတနာရီလောက်ထိအောင်လောင်းကြတာဝဗလားဆိုမဝသေးဘူးဝဗလားဆိုမဝသေးဘူးတဲ့ဘယ်ဝမလို့ယဟန်တွေကပြောတော့ကဲတို့လည်းဆုံးခံချိန်နီးပြီတဲ့တို့ရေတွေလောင်းထည့်တာမင်းကိုတကိုယ်လုံးကိုရွှဲဆိုနေပြီရေမဝသေးဘူးလားလို့ဆိုအရှင်ဘုရားတို့လောင်းထည့်တဲ့ရေတစ်စက်ကလေးတပည့်တော်လေချောင်းထဲရောက်ရင်တပည့်တော်ဒီဘဝကမလွတ်ပြရစေနဲ့ဘုရားတဲ့တစ်စက်မှလေချောင်းထဲမရောက်ဘူးတဲ့ကဲဘယ်လောက်ဆင်းရဲတဲ့ဘဝတော့အဲ့ဒီဘဝရောက်နေလို့ရှိရင်အခုလိုတရားဓမ္မနာပြီးတော့ကျွတ်တန်းဝင်နိုင်မှာမလားဒါလည်းပဲနော်တန်တရားလဲနေတဲ့အချိန်မှာငရဲလည်းရောက်သွားနိုင်တာပဲတရိစ္ဆာန်လည်းဖြစ်နိုင်တာပဲပြိတ္တာဘဝလည်းရောက်နိုင်တာပဲအဲ့ဒါလို့ရောက်သွားပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဒီအခွင့်ကောင်းတွေလက်လွတ်ဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလားအေးအမတမကြောက်စရာကောင်းတယ်ရှင်မမောက္ကလန်ကဆိုလို့ရှိရင်ရှင်မမောက္ကလန်နဲ့ရှင်လက္ခဏာတို့ဖေစကုတ်တောင်ပေါ်ကျောင်းကနေပြီးတော့မြို့ရဲဆွမ်းခံဖို့ဆင်းလာကြတာဆင်းလာတော့ရှင်မမောက္ကလန်ကဗာမြင်တော့ဆိုခေစကုတ်တောင်ရန်ကောင်းကင်ပေါ်မှာအော်တန်ဟစ်တန်ညင်းညူတန်ငိုကြွေးတဲ့အတန်ကြားလို့ကောင်းကင်ပေါ်မော့ကြည့်လိုက်တော့ဘာတွေ့တော့ဆိုအယိုးစုပြိတ္တာကြီးတွေ့တဲ့စကယ်တန်ပေါ့ဟုတ်ကလားကြည့်လိုက်ရင်အယိုးကြီးပဲအသားမပါဘူးအဲ့ဒီအယိုးကြီးပဲအကောင်ကြီးကကောင်းကင်ကသွားနေတာလက်ဓာတွေစွန်နေကြီးကန်းတွေကသူ့ကိုဝိုင်းစိတ်နေကြတာတဲ့ဒီပြင်လူတွေကတော့မျက်စိနဲ့မမြင်ရဘူးရှင်မမောက္ကလန်ကတော့တကိုးတော်နဲ့မို့ဒိဗ္ဗစက္ခုနဲ့မြင်လိုက်တာအတန်ကလည်းပဲဒိဗ္ဗသောတာနဲ့ကြားလိုက်တာဟုတ်ကဲ့လားကောင်းကင်ယံမှာအယိုးစုပြိတ္တာကြီးအယိုးကိုငှက်တွေကဝိုင်းစိတ်လို့အောနေတဲ့အတန်ကိုကြားလို့ချိလိုက်တာအဲ့ဒီကောင်ကြီးဟာဒီလိုပဲအော်ဟစ်ပြီးတော့ကောင်းကင်ယံမှာပြေးလွှားနေရှာတာတဲ့ကဲဘယ်လိုလုပ်တရားနာပါမလို့သူ့အယိုးလေးတွေကမထိလိုက်နဲ့တဲ့တိတ်နာတာပဲအမတန်မှနာကျင်အောင်သူကဘာဖြစ်တုံဆိုဟိုဘဝတုန်းကသူကနွားသက်သမားဖြစ်ခဲ့တာ
နွားတတ်တဲ့အခါကျတော့အမဲသားအယိုးကနေချစ်မယူဘူးလားယူတဲ့အခါကျတော့သူ့မျက်စိထဲမှာအဲ့ဒီအယိုးပုံကြီးပဲမြင်နေတာနွားတတ်သမားသေတဲ့အခါကျတော့ငရဲကြငရဲကပြန်လွတ်တဲ့အခါအဲ့ဒီအယိုးပုံကြီးမျက်စိထဲမှာမြင်နေတော့အမဲယိုးတွေပဲမျက်စိထဲမှာမြင်နေတယ်သေတဲ့အခါကျတော့ငရဲဘဝလွတ်လာအောင်သူကပြိတ္တာလာဖြစ်ပြန်တယ်အစစ်ဒုက္ခခံရတဲ့ဟာနော်အေးအဲ့ဒါလို့ပြိတ္တာတွေရဲ့ဘုံဘဝရောက်နေတဲ့ပုဂ္ဂိုလ်တဦးတယောက်ဟာဘယ်လိုလုပ်ပြီးတော့တရားနာဖို့တရားကျင့်ဖို့အခွင့်အလမ်းဆိုတာရှိနိုင်မှာမလို့ရှိနိုင်ဘူးတဲ့ဒါကြောင့်မို့ဒီပုဂ္ဂိုလ်ဟာလည်းအခွင့်အရေးဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်တယောက်တဲ့ကဲထို့အတူပဲမြတ်စွာဘုရားကလောကကြီးမှာပွင့်နေပြီတရားဓမ္မတွေဟောနေပြီဒီပုဂ္ဂိုလ်ကဘယ်ရောက်နေတုံးလို့ဆိုတော့ရုပ်ခန္ဓာကိုယ်ကြီးမပါတဲ့ဗြဟ္မဘုံရောက်နံတရားတွေကြီးပဲရှိတယ်အသိစိတ်ပဲရှိတယ်ရုပ်ခန္ဓာကြီးမရှိဘူးသူကတာမန်ပုဂ္ဂိုလ်တော့မဟုတ်ဘူးလွန်ခဲ့တဲ့ဘဝတုန်းကသူကဇံရအောင်အားထုတ်တာတော့ဇံကိုပင်စမဇံအဆင့်ထိအောင်အဆင့်မြင့်တရားကျင့်တဲ့ယောဂီပုဂ္ဂိုလ်ကြီး